ဆိုတော့ကျွန်တော်တို့ Falcon Esport လေးတွေကိုကျွန်တော်တို့ host တင်တဲ့အတူတူပဲတွားရောက်ပြီးတော့နားထောင်ရအောင်ဗျာပရိသတ်များအားလုံးပဲနိုင်ရ Falcon Esport Okay အတိုင်းညီမလေး best of 5ဆိုတဲ့အတိုင်းပဲကျွန်တော်၅ပွဲစလုံးကိုဒါအပြည့်အဝအချိန်နဲ့ကြည့်ခဲ့ရတယ်အဲ့တော့ကြည့်ရှုခဲ့ရတဲ့ပရိသတ်တွေအားလုံးလည်းဂျင်းနဲ့မယ်လို့ယုံကြည်ပါတယ်အဲ့အတွက်နိုင်ရရှိခဲ့တဲ့ Falcon Esport အားလုံးရဲ့ကိုစားပြောကြပါတယ် congratulations ပါဂုဏ်ယူပါလက်ခုပ်တိုင်းထပ်ပြီးတော့ဂုဏ်ပြုပေးပါအောင်ခင်ဗျာကဲအဲ့တော့နိုင်ရရှိသွားပြီဆိုတော့ပျော်ရွှင်မှုလေးတွေအားလုံးထပ်တူရပါအောင်နည်းနည်းလောက် sharing လုပ်ပေးပါလားဘယ်သူပြောပေးမလဲကိုယ့်ရဲ့ပျော်ရွှင်မှုလေးကျွန်တော်တို့နောက်ဆင်းရောက်လာတဲ့အတွက်တော့အများကြီးတော့ပျော်မိပါတယ်။ဒါပေမဲ့နောက်ဆင်းမှာတော့ဒီထက်ပိုပြီးပျော်နိုင်အောင်တော့ဒီထက်ပိုပြီးအကောင်းဆုံးကြိုးစားသွားမှာပါ။မားတွေကိုအကောင်းဆုံးပြင်ဆင်ပြီးတော့မနေ့ကညရင်ထပ်တွေ့ကြပါမယ်။ဟုတ်ကဲ့ပါဆိုတော့နောက်တစ်ခုအနေနဲ့ပေါ့နော်အတားတို့ season 1တော့ချန်ပီယံဖြစ်ခဲ့တဲ့ဒီ Matic C ကိုအခုလိုမျိုးအနိုင်ရရှိခဲ့တဲ့ဒီအားသာချက်တစ်ချက်ဆိုလို့ရှိရင်ဘာဖြစ်မလဲတစ်ခုလောက်ဖြည့်ပေးပါအောင်ကျွန်တော်တို့ဘလို့ပဲနှိမ့်နှိမ့်အကောင်းဆုံးပြန်လုံနိုင်တဲ့အတင်းတင်းဖြစ်နေတော့မတစ်သီးကကျွန်တော်တို့အတွက် easy ပါဝိုးကဲတော့ကိုတို့လေplay နဲ့ play off ပေါ့နော်ဒီကာလာဂျားထဲမှာဒီလိုဘလို့မျိုးတွေစူးစမ်းပြင်ဆင်ခဲ့လဲဘလို့တွေစူးစမ်းအားထုတ်ခဲ့လဲဆိုတာပြည်သက်တွေသိသွားအောင်နည်းနည်းလောက်ပြောပြပေးပါဦးအဲ့တော့ဒီ play နဲ့ play off ဒီကာလာအတော်တွင်းမှာပေါ့ဒီလေးကိုဘလို့တွေစူးစမ်းထားလဲဘလို့တွေစူးစမ်းအားထုတ်ထားလဲဒီပွဲအတွက်ပေါ့အဲ့ဒါလေးသိချင်ပါတယ်ဘယ်လိုကြိုးစားရလဲဆိုတော့အဓိကကျွန်တော်တို့ကလိုကနေစောရဖြစ်တဲ့အတွက်အတင်းအားလုံးနဲ့အတွက်ပြင်ဆင်ရတဲ့အတွက်ကျွန်တော်တို့ကနိုင်ရမရှိကြိုးစားရတယ်အဲ့တော့အကောင်းဆုံးလုပ်ပြပါဦးဒါဆိုလို့ရှိရင်တကယ်ကိုပဲပေါ့နော်စူးစမ်းထားတဲ့အညီပေါ့နော်တကယ်ကို reset တွေကဒီမှာတော်တော်လေးကိုသိတာလာခဲ့တာကိုကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်ရလက်တွေကိုခံစားခွင့်ရတဲ့အတွက်လည်းတကယ်ကိုမှဂုဏ်ယူမိပါတယ်ဟုတ်ပါတယ်တကယ်ကိုမှဒါတို့လည်းတကယ်ကိုကောင်းတဲ့ပွဲစဉ်တွေကိုကြီးခဲ့ရတဲ့အပြင်ဒါတို့အခုကားပေါ့နော်ဒါတို့ play off ဒါတို့ရှေ့ခေတ်မှာဆော့ခဲ့တာဒါတို့ play ကို online နေကြီးပဲဆော့ခဲ့တာဆိုတော့ပေါ့နော်အခုက play မှာအကုန်လုံးတွေ့တဲ့အတိုင်းပဲဒီ Falcon fan တွေကပေါ့နော်လုံးဝပရိသတ်တွေကလောက်ခုတ်တန်နေနဲ့အကုန်လုံးပေါ့နော်ခွန်အားတွေဖြစ်စေရဆိုတော့သူတို့ရဲ့ဒီအားပေးတန်နေနဲ့တကွာဒါတို့ online ကဆော့ရတဲ့ခံစားချက်နဲ့အခု play off မှာပရိသတ်တွေရှေ့မှာပေါ့နော်တခြားလေးဆော့ရတဲ့ခံစားချက်ဘာတွေများကွာခြားလဲဆိုတော့ဒါတို့ပြောပြပါဦးonline မှာနိုင်ရတဲ့ပျော်ရွှင်မှုကကြတော့ကျွန်တော်တို့ဒီအတင်းသားတွေပေါ့အဲ့ဒီပတ်ဝန်းကျင်ကလူတွေပဲခံစားရတာပေါ့အခုလိုမျိုး offline stage မှာလာဆော့တဲ့အချိန်ကြတော့အဲ့လိုပရိသတ်တွေရဲ့အားပေးမှုတွေပရိသတ်တွေရဲ့ပျော်ရွှင်မှုတွေပေါ်ကျွန်တော်တို့ကရရှိပြီးတော့အဲ့လိုနှစ်ဆထပ်တူပျော်ရွှင်ရပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဒီထဲမှာရှိနေတဲ့ကျွန်တော်တို့ရဲ့ player တွေရဲ့ပရိသတ်တွေရှိလက်ခုပ်တန်တွေကြားကြပါရစေOkay အဲ့တော့လက်ခုပ်တန်နေနဲ့အားပေးနေတဲ့ Falcon Esport ရဲ့ fan တွေအတွက်ဒီကနေပြီးတော့ပရိသတ်တွေအတွက်ဒီကနေပါလိပြောချင်လေအမတ်တရားစကားလေးတစ်ခေါက်လောက်ပြောပေးပါဦး The less Okay ဒီနေ့လာအားပေးတဲ့ပရိသတ်တွေကြောင့်ကျွန်တော်တို့အားတွေအများကြီးရခဲ့ပါတယ်ခုလိုမျိုးနိုင်တဲ့အချိန်မှာပရိသတ်တွေရဲ့ပျော်ရွှင်မှုကလည်းကျွန်တော်တို့ရှိကိုကူးဆက်စေပါတယ်အဲ့မလို့မနေ့ပြန်ကြရင်လည်းကျွန်တော်တို့ဒီထက်အများကြီးကောင်းဆုံးစူးစမ်းသွားပြီးတော့ဒီထက်ပိုပြီးတော့ပျော်ရွှင်ဖို့ကောင်းတဲ့ပျော်ရွှင်မှုတွေကိုပရိသတ်တွေနဲ့ထပ်တူခံစားကြပါတယ် Okay အဲ့တော့ကျွန်တော်တို့နောက်ထပ်တစ်သင်းကိုတက်လန်းသွားတယ်ကျွန်တော်တို့အားပေးရတဲ့ Falcon Esport လက်ခုပ်တန်ချိန်ကြားကြပါရခင်ဗျာ